အင်တာခွတ်ထဲကခေါင်းပြတ်တဲ့မင်္ဂလာပါ KNT မြန်မာ Horror Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီမိမှာတော့အင်တာခွတ်ထဲကခေါင်းပြတ်တဲ့ဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပြချင်ပါတယ်ဇာတ်လမ်းလေးမစခင် Channel ကို Subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ဆိုတော့စလိုက်ကြရအောင်ဗျညအထန်းကောင်းရန်အချင်းမောင်စိုးပိုင်တယောက်သူငယ်ချင်းတွေနဲ့မွေးနေ့ပါတီမှာအဝါတောက်ပြီးလမ်းလျှောက်ပြင်လာခဲ့တယ်မူးနေတာကြောင့်ကာမမုံတဲ့လမ်းလျှောက်ပြန်တာကပိုစိတ်ချရမယ်လို့သူတွေးခဲ့ပြီးမှလမ်းကတော့တော်တော်လေးမုံပြီးလူသူကင်းမဲ့လာတယ်။ညာအိတ်တကပိုလာသလိုသူ့ဘိုက်ထဲကလည်းတရည်ရည်နဲ့ရင့်နာလာပါပြီ။အထူးသဖြင့်ပါတီမှာသူအငန်းမရစားခဲ့တဲ့အတုပ်လေးကသူ့ဘိုက်ကိုပြဿနာပြီးနေပြီ။ဟာဘိုက်ကလည်းနားလိုက်တာမစားတင်တာတွေအများအိစားမိပြီ။မောင်ဆိုးပိုင်တယောက်ညင်းညူရင်းလမ်းဘေးကခြုံပုတ်ထဲဝင်ဖို့ကြီးလိုက်တယ်။မွေးဒီပါဒီများရှိမလားမသိဘူး။ငါးရငယ်ပါလေးကိုမွေးသေးလေးတွေကလာခဲ့ရင်ဒုက္ခပဲလို့စိုးရင်တကြီးနဲ့ဟာတာနော်ပြီးတွေးနေမိတယ်အဲ့ဒီအချိန်မှာပဲသူလန့်ခနဲ့ဖြစ်သွားတယ်ရှေ့မှာတိုက်ရက်လက်ပါတဲ့ကွန်ကရစ်အင်တာအသေးလေးတစ်လုံးကိုတွေးလိုက်ရလို့ပဲဟင်ထီတော်ထဲမှာဘယ်တော့ကအင်တာလာဆောက်ထားတာလဲမြို့နယ်ကလုတ်ပေးတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်တော်တော်ကျေးဇူးတင်ဖို့ကောင်းတာပဲလို့ပြောပြီးဝမ်းသာအားရဘေးဝင်သွားတော့တယ်အင်တာထဲရောက်တော့အရန်တန့်ရှင်းနေတာတွေ့ရတယ်အညစ်အကြေးတစ်ဆက်မှမရှိဘူးဒါပေမဲ့လေးထူးကတော့ထူးထူးခြားခြားလေးလံနေတယ်လို့ပဲမောင်ဆိုးပိုင်လည်းဘာမှမစင်စားနိုင်တော့ပဲအလုပ်ကိစ္စကိုအမြန်ရှင်းရတယ်ဟာအခုမှပဲနေသားထိုင်သားရှိတော့တယ်ဒီမနေ့ကစားထားတဲ့ကောက်ညင်းတွေရောအကုန်လုံးထက်သွားပြီလို့သူတပြင့်ချရင်ပြောနေတော့ထူးဆန်းတာတစ်ခုဖြစ်လာတယ်အင်တာခွက်ထဲကအပူချင်းကရုတ်တရက်အေးဆက်လာပြီးသူ့ဖင်ကိုတစ်ခုခုကလာထိတူလို့ခန်းစားလိုက်ရတယ်ဟင်ဘာလို့ဒီလောက်ဘေးဆက်သွားတာလဲလို့တွေးပြီးမောင်ဆိုးပိုင်ထက်လိုက်တဲ့အချိန်မှာပဲဝုန်းဆိုပြီးအင်တာချင်းတဲကနေလူခေါင်းတစ်လုံးဖြူထက်လာတယ်မျက်နှာကဖြူရောနေပြီးဘာဆက်ကနားရွက်တချိမတပြိုးနေတဲ့တရေကောင်းကြီးအဲ့ဒီတရေကမောင်ဆိုးပိုင်ကိုစိုက်ကြည့်ပြီးအက်ကွဲတဲ့အထန်ကြီးနဲ့ပြောလိုက်တယ်မတော်ခင်ရေလုံးဖို့မမေ့နဲ့ဦးနော်ဟာတရေကဲကြပါဦးရမောင်ဆိုးပိုင်တယောက်ပစိုးတန်လက်နဲ့လွတ်ခနဲ့ထပ်ပြီးရတော့တာပေါ့နောက်ရက်တွေမှာရွာထဲမှာအင်တာတရေတဲ့ရင်ကတော်မီလို့ပြန်သွားတယ်ဟဲ့လူတွေမင်းညကငါခရီးတဲ့ပို့ပြီးအပြင်ဘိုက်နာလို့အဲ့ဒီအင်တာတဲ့ဝင်းမိသေးတယ်လို့ကိုသေးဆိုတဲ့လူကပြောပြတယ်အေးပြီးတော့ဘာဖြစ်လဲလူတငယ်ချင်းတွေကမေးတော့ငါထွက်ခါနီးတော့တကားကတွန်းလို့မရဘူးဗျတစ်ဖက်ကနေတွန်းခံထားတယ်လို့ပဲအဲ့ဒီချိန်မှာချင်းတွေကခေါင်းပြူလာပြီးရေလောင်းဟုတဲ့ငါလည်းကြောက်နဲ့ရေလောင်းလိုက်မှတကားပွင့်သွားတာလို့ပြောပြတယ်နောက်ထပ်လူငယ်တယောက်ဆိုရင်အင်တာနက်မှာစားတွေပုံတွေရှောက်ဆွဲဖို့စူးစမ်းတာကိုတရေကထက်ဆဲလို့ကြောက်လန့်တကြထပ်ပြီးခရဘူးတဲ့ထူးဆန်းတာကမနက်လင်းလို့တွားကြည့်ရင်အဲ့ဒီအင်တာကမရှိတော့ပဲမြတ်တော်အုပ်ကြီးပဲကြံခဲ့တာပါပဲမောင်ဆိုးပိုင်တယောက်အင်တာထွားတိုင်းတရေကိုကြောက်နေရတာကြောင့်နာမည်ကြီးအောက်လန်းဆရာမဲစီကိုတွားရောက်အကူအညီတောင်းခဲ့တယ်ဆရာကဲပါအောင်ကျွန်တော်အင်တာတွားရင်ကြာမထိုင်ရဲတော့ဘူးတရေကိုပဲကြောက်နေရတယ်လို့ဆိုးပိုင်ကအငိုထမ်းပါနဲ့ပြောတယ်ဆရာမဲကအေးဒါဝိညာဉ်ကတ်နေကြပဲဒီညငါလိုက်ခဲ့မယ်လို့ပြောပြီးငါတန်းကောင်းမှာသူတော်နှစ်ယောက်အင်တာရှိရာကိုတွားကြတယ်ဆရာမဲကကားထားတွေရွေလိုက်တဲ့အခါအင်တာတကားဖွင့်သွားပြီးတရေခေါင်းပြူထွေးလာတယ်ဆရာမဲကသူ့ရဲ့အစွမ်းနဲ့တရေရဲ့အာဃာတတွေကိုရှော့ချပေးပြီးစကားပြောခွင့်ဖန်တီးပေးလိုက်တယ်တရေခေါင်းကငိုယိုပြီးပြောပြရှာတယ်ကျွန်တော်နာမည်မောင်ခန်းပါအရင်ကဒီနားကဘုန်းကြီးကျောင်းမှာအင်တာစီးရတဲ့ခေါင်းလေးပါညာကိုင်းဆိုင်ကယ်စီးတဲ့လူငယ်အုပ်စုတွေကအင်တာကိုလာတုံးပြီးအရန်ညစ်ပတ်တော့လောက်ကြတယ်စိတ်လိတ်တို့တွေပစ်ချတယ်ရေလဲမလောင်းဘူးကျွန်တော်ကတန်ရှင်ကြီးလို့ကတာအရန်ပင်မလို့တညမှာသူတို့ကိုတတိပေးခဲ့တယ်ဒါပေမဲ့သူတို့ကကျွန်တော်ကိုဝိုင်းရိုက်ကြပြီးခေါင်းနဲ့အင်တာခွက်ကိုစောင်းမိအောင်လုပ်ခဲ့ကြတယ်ကျွန်တော်တည်သွားတော့လဲဘသူမှတရားဆွဲမဖေးကြဘူးအမှုကမတော်တဆဆိုပြီးပိတ်သွားခဲ့တယ်အဲ့ဒီချိန်ကစပြီးမောင်ခန်းဟာအင်တာချင်းထဲမှာဝင်းညင်ကတ်ပြီးရေမလောင်းတဲ့သူတွေကိုလိုက်ချောင်းနေခဲ့တာဖြစ်တယ်ဆရာမဲကဒီကိစ္စကိုကြွားတဲ့ကဩစာရှိသူဦးသိန်းကအကူအညီတောင်းခဲ့တယ်ဦးသိန်းကသူ့ရဲ့အဆက်အသွယ်တွေနဲ့စုံစမ်းလိုက်တဲ့အခါမောင်ခန်းကိုတတ်ခဲ့တဲ့လူငယ်3ယောက်ကိုမိသွားတယ်ဦးသိန်းကသူ့လူကိုခေါ်လာပြီးမင်းတို့ရှေ့မှာလမ်းနဲ့လမ်းပဲရှိတယ်တခုကရဲစခန်းမှာအပြေးဝင်ခံမလားနောက်တစ်ခုကတရင်တောင်းခေါ်ပြီးတနိုင်ငံလုံးအစဲခံမလားလို့မေးလိုက်တယ်လူငယ်တွေက TV ပေါ်မှာအဆက်ကွဲမှာကိုရမ်းကြောက်တာကြောင့်ကျွန်တော်တို့ရဲစခန်းပဲသွားပါတော့မယ်လို့တုံရင်းနဲ့ရွေးချယ်ခဲ့ကြတယ်နောက်ဆုံးညမှာဆရာမဲနဲ့မောင်ဆိုးပိုင်တို့အင်တာစီပြောင်းသွားကြတယ်မောင်ခန်းတရားခံတဲ့အဖန်ခံရပြီးမင်းစိတ်ချလက်ချသွားနိုင်ပြီလို့ပြောလိုက်တယ်မောင်ခန်းရဲ့မျက်နှာမှာအာဃာတတွေမရှိတော့ပဲပြုံးလွင်သွားတယ်ဆရာမဲကမက်ဂနီဆီယမ်ဆီလီကွန်စတဲ့ဓာတုဗေဒနာမည်တွေပါတဲ့ဟာတာကထာတွေတို့ဒီဝိညာဉ်ကိုပူဆောင်ပေးလိုက်တယ်မောင်ခန်းရဲ့ဝိညာဉ်ကျွတ်လွတ်သွားပြီးတော့အင်တာအုပ်ကြီးလည်းပျောက်ကွယ်သွားပါတော့တယ်
ရွာထဲမှာလည်းအိမ်သားတက်ပြီးရှိမလုံးတွေတူတက်ရောက်မှမရှိတော့ပဲအားလုံးဟာအစီခံရှိသွားကြပါတော့တယ်ပေးခြင်းနဲ့သင်ခန်းစာကတော့အိမ်သားတက်ခြင်းရေလောင်းဖို့ပဲတော့မှမမေ့ပါနဲ့ဇလန်လေးကတော့ထားပါပဲခင်ဗျာကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်